စပိန်နဲ့အာဂျင်တီးနားအသင်းဖိုင်နယ်မစတင်ခင်မှာတီးထားတဲ့အချက်၅ချက်ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဘောလုံးပရိသတ်တွေတိုင်းစောင်းမျှော်နေတဲ့နေ့တစ်နေ့ကိုတော့ရောက်ရှိလာခဲ့ပြီပေါ့နော်အဓိကစပိန်တင်းနဲ့အာဂျင်တီးနားအသင်းကဘာဖလားဘူလူပွဲစဉ်ပဲဖြစ်တော့ပေါ့နော်အဲ့တော့စပိန်တင်းနဲ့အာဂျင်တီးနားအသင်းဖိုင်နယ်မစတင်ခင်မှာညီကိုတို့တီးထားတဲ့အချက်၅ချက်ကိုတော့ပြောပြပေးမယ်ပေါ့နော်နံပါတ်1ချက်ဒီနှစ်သင်းစလုံးကတော့တိုးနာမန့်တစ်လျှောက်လုံးမှာရှုံးပွဲလုံးဝကိုမရှိပဲတက်လာခဲ့တဲ့အသင်းတွေပေါ့နော်ဒါကြောင့်သူတို့အနေနဲ့ final ထိရောက်လာခဲ့တာကြတော့ဒီကန်ကောင်းလို့ရောက်လာခဲ့တာမဟုတ်ဘူးပေါ့နော်အရေးချင်းရှိလို့ရောက်လာခဲ့တာလို့လည်းပြောရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျတော့အာဂျင်တီးနားအသင်းကိုမကြိုက်တဲ့သူတွေမုန်းတဲ့သူတွေရဲ့အမြင်တွေကတော့ဘယ်လိုမျိုးပုံစံရှိတယ်လဲဆိုတာကျတော့ကျွန်တော်ပြောပြပေးမှာပေါ့နော်တချို့တော့သူတွေကဆိုရင်တော့အာဂျင်တီးနားအသင်းကတော့ဒိုင်ဂူလို့တက်လာခဲ့တယ်ဆိုပြီးတော့ပြောကြတယ်နောက်ခုကတော့မက်ဆီကဖီဖာတာလို့ဆိုပြီးတော့အခုလိုမျိုးပုံစံပိုလူဘောအထိကိုတော့ဆွဲခေါ်လာတယ်လို့ဆိုပြီးတော့ရှောက်ပြောနေကြတာပေါ့နော်ဒီလိုမျိုးပြောနေတဲ့ခေါင်းတွေကတော့ဘောလုံး knowledge လုံးဝကိုမရှိတဲ့ခေါင်းတွေကပဲပြောရမယ်ပေါ့နော်အဲ့တော့ဒီထားလိုက်တော့ကျွန်တော်တို့နံပါတ်2ချက်ကိုထပ်ပြီးတော့တွဲရအောင်ပေါ့နော်နံပါတ်2ချက်ကဆိုရင်တော့စပိန်အသင်းကတော့ ball possession နဲ့ shot pass ကစားပုံတွေကိုအဓိကအားထားပြီးတော့ကစားကြတာပေါ့နော်တစ်ဖက်မှာအာဂျင်တီးနားအသင်းကတော့ transition နဲ့ corner attack တွေမှာအရန်ကိုအန်တရများတဲ့တင်းပေါ့နော်အရန်ကိုအန်တရရှိတဲ့တင်းလို့ပြောရမယ်ပေါ့နော်နံပါတ်3ချက်ဒီပွဲမှာပထမဆုံးကိုအရင်ဆုံးတွင်းထားတဲ့တင်းကတော့အသားစီရနိုင်ချေအရန်တော့များတာပေါ့နော်အဲ့တော့စပိန်တင်းကတော့အာဂျင်တီးနားတင်းကိုအရင်ဆုံးစတွင်းမယ်ဆိုရင်တော့စပိန်တင်းကတော့အာဂျင်တီးနားတင်းကိုတော့ပို့ပြီးတော့အသားစီနေနဲ့ရသွားနိုင်တယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့အာဂျင်တီးနားတင်းကတော့စပိန်တင်းကိုအရင်ဆုံးစတွင်းမယ်ဆိုရင်တော့အာဂျင်တီးနားတင်းကတော့စပိန်တင်းကိုတော့အသားစီနေနဲ့ရရှိသွားနိုင်တယ်အဲ့တော့ဒီလိုမျိုး final ပွဲတွေမှာမားတစ်ချက်အနေနဲ့လုံးမိလိုက်တာနဲ့ချန်ပီယံဆုကိုလွဲချော်သွားနိုင်တယ်ပေါ့နော်အရင်ဆုံးမားလောက်တဲ့တင်းကတော့ချန်ပီယံဆုတွေကတော့တေချာပေါက်လွဲချော်သွားနိုင်တယ်အဲ့တော့ဒီတစ်ချက်ကတော့ဒီနှစ်သင်းစလုံးအနေနဲ့အရင်တော့သတိထားရမယ်ပေါ့နော်နံပါတ်4ချက်ဒီလိုမျိုး final ပွဲတွေမှာပေါ့နော်ဒီ star player ထက်ဒီ team work ကတော့ပို့ပြီးတော့အရေးကြီးလာတယ်ဒီ60မိနစ်တွင်းမှာဘယ်တင်းကဖိအားကိုပိုခံနိုင်မလဲပေါ့နော်ပိုခံနိုင်တဲ့အတင်းကတော့အနိုင်ရဖို့နီးစပ်တာပေါ့နော်နောက်ဆုံးနံပါတ်5ချက်ကဆိုရင်တော့ပေါ့နော်ဒီလိုမျိုး final ပွဲတွေမှာပေါ့နော်ဒီတရေကြတာရမ်းတော့များတော့ပေါ့နော်အရှိကဒီ2022တောင်းကဆိုရင်လည်းပြင်းတဲ့အာဂျင်တီးနားတင်းပေါ့နော်အဲ့ဒီပွဲစဉ်မှာဆိုရင်လည်းဒီချိန်ပိုထိတောင်ရှင်ပြိုင်ပြီးတော့နောက်ဆုံးကျတော့တရေအနေနဲ့ပနတီအထိကိုတော့ဆက်လိုက်ပြီးတော့ကန်တွားခဲ့ကြတာပေါ့နော်နောက်ဆုံးကျတော့အာဂျင်တီးနားတင်းအနေနဲ့ကဘာဖလားကတော့ရရှိသွားခဲ့တာပေါ့နော်အဲ့တော့ဒီတစ်ခေါက်မှာဆိုရင်လည်းအင်အားကြီးအတင်းကတော့ရှင်ပြိုင်တဲ့အခါမှာကိုတွင်းဒူတွင်းဖြစ်နေတော့လေဒီလိုမျိုးပုံစံတွေကတော့တရေကြအရင်တော့များတယ်ဒါတွေကတော့ကျွန်တော်တို့ဘက်ကသတိထားရမယ်ပေါ့နော်သူဖြစ်ရှင်မှဖြစ်မယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပုံစံဖြစ်လာပြီးဆိုရင်တော့အချိန်ပိုတိတော့ celebrate တော့ကံမယ်အဲ့ခါကျရင်တော့ penalty အထိကိုတော့ရောက်နိုင်ချေရှိတာပေါ့နော်ဒါကျွန်တော်ရဲ့အမြင်ပေါ့နော်အဲ့တော့ညီကိုတော့ရောစပိန်တင်းနေနဲ့ကဘာဖလားရသွားနိုင်မလားဒါမှမဟုတ်အာဂျင်တီးနားတင်းကပဲသူတို့ရဲ့ကဘာဖလားကိုပြင်ပြီးတော့ကာကွယ်သွားနိုင်မလားပေါ့နော်ကျွန်တော်ကတော့အာဂျင်တီးနားအတင်းဘက်ကနေပဲနေမယ်အဲ့တော့လာမယ့်20ရက်နေ့မနေ့ပိုင်း6နာရီကျရင်တော့ပွဲစဉ်ရလက်ကတော့ကျွန်တော်တို့ဘက်ကတိလာလိမ့်မယ်စပိန်နေနဲ့ကဘာဖလားရသွားနိုင်မလားအာဂျင်တီးနားအတင်းကပဲသူရဲ့ကဘာဖလားကိုပြင်ပြီးတော့ကာကွယ်သွားနိုင်မလားပေါ့နော်အဲ့ခါကျရင်ကျွန်တော်တို့ဘက်ကစောက်ကြည့်ရအောင်